ထိုင်ရအောင်လက်ခုပ်တီးလက်ဖျားကိုချီးမွမ်းရအောင်အာမင်ဒီပြင်ဆင်ပေးတဲ့ချိန်နာကြီးကိုယေရှုတင်တယ်အီမာနွေလအနက်ကကျွန်တော်တို့နဲ့အတူရှိတော်ဖခင်ဖြစ်တယ်တချို့တွေကတော့အီမာနွေလဆိုတာနဲ့စုလီနာမှာရှိတဲ့ဖခင်เจ้าလို့ပဲသိကြတယ်ဒီတယောက်ကတော့မေးတယ်ခရိယန်လို့ပြောတယ်ဟုတ်လားခင်ဗျာဟီမာနွေလအကြောင်းမှာတက်လာတယ်အီမာနွေလတော့ကောင်းကောင်းမခေါ်တဲ့လူရှိတယ်အဲ့ဒီစကားလုံးကဘာလဲဆိုတော့ကျွန်တော်တို့သိမှာအီမာနွေလနဲ့ကကျွန်တော်တို့နဲ့အတူရှိတော်ဖခင်ဖြစ်တယ်အရန်ချစ်ကြတဲ့ချစ်သူတွေကနောက်ဆုံးတစ်နေ့မှာတော့လက်ထပ်ပြီးတော့သူတို့အတူတူနေဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဘာဖြစ်လို့လဲအရန်ချစ်လို့တစ်သက်လုံးသူတို့အတူနေဖို့ဆုံးဖြတ်တာဖြစ်တယ်လောကမှာလက်ထပ်တဲ့သူတချို့ကတော့အတော်ဆုံးအကောင်းဆုံးအချောဆုံးပြည့်စုံတယ်လို့ထင်ရတဲ့သူကိုလက်ထပ်တဲ့သူတချို့ရှိတယ်လို့လူတချို့ကတော့သူတို့ချစ်တဲ့သူတယောက်ဘလောက်ပဲအားနည်းချက်ရှိပါစေသူတို့ကိုချစ်လို့လက်ထပ်တဲ့သူတွေရှိတယ်အီမာနွေလလို့အမိမဲ့ခဲ့ရတာကဘုရားကကျွန်တော်တို့ကောင်းခြင်းမကောင်းခြင်းပေါ်မှာမမူတည်ပဲနဲ့ကျွန်တော်တို့သူ့ကိုလက်ခံပြီးတော့နှလုံးသားထဲမှာဖိတ်ခေါ်လိုက်တဲ့အချိန်ကစပြီးတော့ငါသားငါသမီးမင်းရဲ့ကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်မဲနဲ့ငါမင်းနဲ့တစ်သက်လုံးအတူနေဖို့ဆုံးဖြတ်တယ်လို့အေမာနွေလဘုရားကမိတ်ဆွေကိုပြောနေပါတယ်လက်ခုပ်တီးလက်ဘုရားကိုချီးမွမ်းရအောင်ဒီနေ့ကျွန်တော်တို့ကောင်းလို့ကျွန်တော်တို့နားမှာအေမာနွေလဘုရားကလာရှိပြီးတော့နောက်နေ့ကျွန်တော်တို့မကောင်းနိုင်လို့ကျွန်တော်တို့ဆုံးဖြတ်သွားတဲ့ဘုရားမဟုတ်ပဲနဲ့မိတ်ဆွေနဲ့တက်တက်လုံးမိတ်ဆွေအနားမှာနေဖို့ရန်အတွက်ဆုံးဖြတ်ထားသောအီမာနွေလဘုရားဖြစ်ပါတယ်ကျွန်တော်သူ့ကိုယုံကြည်ပြီးတော့နှလုံးသားထဲကနေဖိတ်ခေါ်ပြီးတော့လက်ခံတဲ့နေ့ကစပြီးတော့သူကကျွန်တော်တို့နဲ့အတူရှိသောဘုရားဖြစ်တယ်မျက်မှောက်တော်လို့ပြောတဲ့အခါမှာတချို့တွေကတခြင်းထဲမှာကြားရတဲ့စကားလုံးတစ်ခုမျက်မှောက်တော်လို့ပြောလိုက်တာနဲ့ဆရာတော်ခဏခဏဆိုတဲ့စကားပဲဆရာတော်တခြင်းထဲမှာအများကြီးကြားတဲ့စကားလုံးပဲလို့လူတွေထင်တယ်လွယ်လွယ်လေးရှင်းရှင်းလေးပါမျက်မှောက်တော်ဆိုတာကဘုရားရဲ့အတူပါရှိခြင်းဖြစ်ပါတယ်ကျမ်းစာထဲမှာထွတ်မြောက်ရာကျမ်းမောရှေကိုဖေယားကသူ့လူမျိုးတွေကိုသူဂရိထားတဲ့ပြည်ကိုကဲတင်ဖို့ရန်အတွက်ရွေးကောက်ပြီးသားကောင်းကြီးပေးပြီးသားဗိသိက်ပေးပြီးသားဖြစ်တယ်သို့တော့မောရှေကတော့တစ်ချိန်မှာဖေယားတို့နဲ့သူနဲ့အတူမသွားမှာကိုသူကြောက်တယ်ဒါကြောင့်ထွတ်မြောက်ကျမ်းခန်းကြီး33ထဲမှာအငယ်15မှာတဖန်မောရှေကကိုတော်တိုင်မသွားလျင်အကျွန်ုပ်တို့ကိုဤရက်မှပို့တော်မမူပါနဲ့အကျွန်ုပ်နှင့်ကိုတော်ဤလူတို့သည်ရှေ့တော်၌မျက်နာရသောအကြောင်းသည်အဘယ်သို့ထင်ရှားပါမည်နည်းအကျွန်ုပ်တို့နှင့်ကြွသွားတော်မူသောအားဖြင့်သာထင်ရှားပါမည်မဟုတ်လောထို့သောအကျွန်ုပ်နှင့်ကိုတော်ဤလူတို့သည်မြေကြီးပေါ်မှာရှိသမျှသောလူတို့နှင့်ခြားနာရပါမည်ဟုရှောက်ဆိုလျင်ထာဝရဘုရားကသင်လျှောက်သည့်တိုင်းငါပြုမည်မောရှေသူဥဆောင်နေတဲ့အရေးချင်းရှိနိုင်ပါတယ်ဘုရားကလည်းသူ့ကိုရွေးချယ်ပြီးသားပဲဒါပေမဲ့တရက်မှဘုရားရဲ့စွန့်ပစ်ခြင်းကို तू မခံစားနိုင်ဘူးတရက်မှကိုတော့ဘုရားမပါတဲ့ခီးကို तू မသွားနိုင်ဘူးဒါကြောင့်ဘုရားကို तू ပြောတယ်ကိုတော့ကျွန်တော်တို့နဲ့အတူရှိခြင်းအားဖြင့်ကျွန်ုပ်တို့ဟာတခြားသူတွေနဲ့ခြားနာခြင်းအခွင့်ကိုရမယ်မိတ်ဆွေဘွားကဘာမှမထူးခြားဘူးလူတွေခြားတယ်မှာပဲရောပြီးတော့လူတွေအနောက်မှာအမြဲတမ်းရှိပြီးတော့မထူးခြားတဲ့ဘဝနဲ့သွားနေရတယ်ဆိုရင်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာမိတ်ဆွေနေဖို့ဆုံးဖြတ်လိုက်ပါမိတ်ဆွေတခြားသူတွေနဲ့မတူဘဲနဲ့ထူးခြားသောသူဖြစ်ထို့မျက်မှောက်တော်မိတ်ဆွေကိုကောင်းကြီးပေးမှာဖြစ်တယ်လက်ခုပ်တီးလက်ထို့မျက်မှောက်တော်ကိုကောင်းကြီးပေးရအောင်အာမင်မောရှေကကိုတော်ပါရှိခြင်းအားဖြင့်ပဲကျွန်တော်တခြားသူတွေနဲ့မတူကြောင်းခြားနာကြောင်းကိုသိနိုင်မှာဖြစ်တဲ့အတွက်ကိုတော်ကျွန်တော်နဲ့အတူသွားပါအဲ့ဒါကမျက်မှောက်တော်ဖြစ်တယ်ဒီနေ့မိတ်ဆွေသွားတဲ့ခြေလမ်းတိုင်းမိတ်ဆွေလှုပ်ဆောင်သမျှနေ့ရက်တိုင်းမှာခြားနာတော်သူဖြစ်ဖို့ရန်အတွက်ကိုတော်ဘုရားရဲ့မျက်မှောက်တော်ကိုကျွန်တော်တို့အမြဲတမ်းလိုအပ်နေတာဖြစ်တယ်ဘုရားကတော့ကျွန်တော်တို့အနားမှာရှိတဲ့အေမာနွေလဖြစ်တယ်ကျွန်တော်တို့ရဲ့အမြဲတမ်းသူ့ကိုနေရာပေးဖို့သူ့ကိုဖိတ်ခေါ်ဖို့ထို့ကဲ့သို့ဖိတ်ခေါ်တော်နေရာပေးတော်သူရဲ့အသက်တာတိုင်းမှာထိုအေမာနွေလဘုရားကသူ့ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့အမြဲတမ်းရှိစေတာဖြစ်တယ်နောက်ဆုံးတစ်ခုအနေနဲ့လူတွေကတန်ရှင်းသောဝိညာဉ်တော်တို့ပြောတဲ့အခါမှာအော်ကြဟေးကြပြေးကြလွားကြငိုကြတာအဲ့ဒါဘဲလို့လည်းထင်ကြတယ်တချို့လည်းကြောက်ကြတယ်တန်ရှင်းသောဝိညာဉ်ဆိုကြောက်တယ်တန်ရှင်းသောဝိညာဉ်တော်ဆိုတာကကျွန်တော်တို့အဖွဲ့အစည်းတစ်ခုသို့မဟုတ်အသင်းတစ်ခုဘုရားကျောင်းတစ်ခုကပိုင်ဆိုင်သောအရာမဟုတ်ပဲနဲ့ယေရှုကသူ့ရဲ့တပည့်တော်ကိုပြောတယ်ငါသွားမယ်ငါသွားရင်မင်းတို့အတွက်ပိုကောင်းတယ်ငါသွားရင်မင်းတို့တဲ့ဥပ္ပစေဆရာဒီဟုသောတန်ရှင်းသောဝိညာဉ်တော်ကဆေလွတ်မယ်သူ
လူကာခန်းကြီး24အငယ်49ထဲမှာသင်တို့ဒီကောင်းကင်ကတကိုးကိုမခံမိတိုင်အောင်ယေရုရှလင်မြို့ကနေဘယ်ကိုမှမသွားနဲ့အောင်ကျွန်တော်တို့ကတခုခုလှုပ်ဆောင်ဖို့စိတ်အားထက်သန်ကြတယ်ယေရှုဖေယားကသူ့တပည့်တွေမှာတယ်လူမျိုးတကာတို့ကငါ့ရဲ့တပည့်ဖြစ်စေပါတဲ့အေဝံဂေလိတရားပြောပါတဲ့မှန်ပါတယ်ဒါပေမဲ့တမန်တော်ခန်းကြီး1အငယ်4မှာဝိညာဉ်တော်မရောက်လာမချင်းဘာမှမလုပ်ခိုင်းဘူးတမန်တော်1အငယ်8မှာတော့အားလုံးသိတဲ့အတိုင်းထို့သောမရှိတော့လဲသင်တို့ဘောတို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့ဒီတကိုးကိုခံရ၍ဝိညာဉ်တော်ဖေယားကကျွန်တော်တို့ကိုကိုကြီးမဆတော်သူကျွန်တော်တို့မလုံနိုင်တဲ့အရာကိုလုံနိုင်ဖို့ရန်အတွက်ကျွန်တော်တို့နားမှာအမြဲတမ်းရှိနေတဲ့ဝိညာဉ်တော်ဖေယားဖြစ်ပါတယ်တပည့်တော်တွေအားလုံးအစဉ်သင့်ဖြစ်နေကြပြီသခင်ယေရှုရဲ့အင်္ဂလိပ်တရားကိုပြန်ပွားဖို့ရန်အတွက်ဝင်ငှဖို့ရန်အတွက်အစဉ်သင့်ဖြစ်နေပြီသို့တော်ဘယ်ကိုမှမသွားနဲ့အောင်ကောင်းကင်ကတကိုးကိုမရမချေအဲ့ဒီတကိုးကိုရမှသာလေစပြီးတော့ခြေလန်းလှမ်းဖို့ရန်အတွက်ယေရှုဘုရားကသေချာမှာခဲ့တယ်ဒီလိုပဲတမန်တော်အခန်းကြီး1ထဲမှာတော့ယေရှုဖေယားကတန်လွင်တောင်ပေါ်တွေပြန်ပြီးတော့တက်သွားတဲ့ချိန်မှာလူတွေများစွာသူ့နားမှာရှိပါတယ်ဝိညာဉ်တော်ကိုစောင့်မလို့ပြောတဲ့အခါမှာထိုအထဲကနေမှ120သောလူတွေကတက်ခမ်းမှာဝိညာဉ်တော်ကိုစောင့်နေကြတယ်အဲ့ဒီထဲမှာဘယ်သူတွေပါလဲဆိုတော့သခင်ယေရှုရဲ့မယ်တော်မာရိနဲ့သူ့ရဲ့ညီကိုတွေပါတယ်တပည့်တော်တွေပါတယ်စောင့်နေတဲ့အချိန်မှာပင်တေကုတ်တွေနေ့မှာတော့တန်ရှင်တော်ဝိညာဉ်တော်ဒီလေပြင်းကဲ့သို့ကျလာပြီးတော့ဝိညာဉ်တော်မိရှာတွေကထိုအခန်းထဲမှာရှိသောသူအပေါင်းတို့အပေါ်မှာဆင်းသက်ကြွလာတယ်သူတို့ဒီတကိုးကိုရပြီးတော့အမျိုးမျိုးသောဘာသာစကားကိုပြောကြတယ်တမျိုးပြောရရင်အခြားသောဘာသာစကားကိုသူတို့ပြောကြတယ်ဒါကဝိညာဉ်တော်ရခြင်းရဲ့နမိတ်တစ်ခုဖြစ်တယ်ဒါကြောင့်တချို့တွေကပြောတယ်ဝိညာဉ်တော်ဆိုတာကဘယ်ဂိုင်းအတွက်ဘယ်သူတွေအတွက်ဘယ်သင်းတော်အတွက်အခြားသောဘာသာစကားဆိုတာငါတို့ကဟာလေလုယာပြောတဲ့ဂိုင်းမဟုတ်ဘူးငါတို့ကအခြားသောဘာသာစကားပြောသောဂိုင်းမဟုတ်ဘူးမိတ်ဆွေဂိုင်းတွေနဲ့ခွဲထားတဲ့အရာမဟုတ်ပဲနဲ့ကျွန်တော်ဒီမြစ်ချင်းနာက focus ပဲကဆရာဂျင်မီပြောတာအရင်သဘောကျတယ်ဂိုင်းပေါ်မှာနားတာက2မျိုးပဲရှိတယ်ညက်နဲ့မြောက်ပဲရှိတယ်ဂိုင်းကြောင့်ကျွန်တော်တို့ဝိညာဉ်တော်ဘုရားကိုလက်ခံတာမဟုတ်ပဲနဲ့ယေရှုဖေယားကိုယ်တိုင်ကျွန်တော်တို့အယမ်းချစ်ရတဲ့ကျွန်တော်တို့အတွက်အသက်ဆုံးပြီးတော့ကျွန်တော်တို့ကိုကယ်တင်တဲ့ယေရှုဖေယားကငါစေလွတ်မယ်လို့ပြောထားတဲ့ဝိညာဉ်တော်ဘုရားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထိုဝိညာဉ်တော်ဘုရားကိုလက်ခံရတာဖြစ်တယ်တခြားအကြောင်းမဟုတ်ဒါကြောင့်ယေရှုဖေယားကသူ့တပည့်တွေထဲမှာကဲမင်းတို့အေဂျီလုံးမဲ့ဖွဲ့တွေသို့မဟုတ်နှစ်ချင်းလုံးမဲ့ဖွဲ့တွေခွဲပြီးတော့ဝိညာဉ်တော်ကိုအဲ့လိုမပြောပါဘူးဘယ်အသင်းတော်ရမယ်ဘယ်အသင်းတော်မရဘူးပြောထားပါဘူးကျွန်တော်တို့ဂိုင်းကနအတားစီတွေအားလုံးကိုဖယ်ပြီးတော့ဝိညာဉ်တော်ဆိုတာကယေရှုဖေယားစင်လွတ်တော်တန်ရှင်တော်ဝိညာဉ်တော်ဖေယားဖြစ်တဲ့အတွက်တကိုးကိုရဖို့ရန်အတွက်ကျွန်တော်တို့အင်္ဂလိပ်တရားပြောတဲ့အခါတိုင်းမှာလူတွေပြောင်းလဲတာမိတ်ဆွေပြောနိုင်လို့မထင်ပါနဲ့ပေတရုယေရှုဖေယားအနားမှာရှိပြီးတော့ယေရှုဖေယားအသက်ခံရမယ့်အချိန်မှာ तू ဟာယေရှုဖေယားအတွက်မရက်တည်ရဲတဲ့သူတယောက်တော့မဖြစ်ခဲ့ပါဘူး तू ရမ်းကြောက်တယ်ဘာမို့တဲ့မိန်းမတယောက်ကသူ့ကိုပြောတာတော့မှငါကျင်ရဲတယ်တဲ့ဒီယေရှုကိုငါမသိဘူးတဲ့ဒါပေမဲ့ပင်တေကုတ်တေနေ့မှာတန်ရှင်တော်ဝိညာဉ်တော်တကိုးကိုရပြီးသွားတဲ့အခါမှာတော့အဲ့ဒီကြောက်ပါတယ်ဆိုတဲ့ယေရှုဘုရားကိုအချင်းချင်းညှင်းပယ်တဲ့ပေတရုကမတဆရက်လာပြီးတော့အပြင်ပန်းကြည့်ရင်တော့ဝိညာဉ်တော်မရောက်လာခင်က तू ဝတ်ထားတဲ့အဝတ်စားပါပဲအဲ့ဒီတိုင်းပါပဲဘာပြောင်းလဲမှုမှအပြင်မှာမရှိပါဘူးတိုးတော့ဝိညာဉ်တော်ဆင်းသက်ကြွလာပြီးတော့တကိုးကိုရပြီးသွားတဲ့ခါမှာတော့အဲ့ဒီကြောက်တတ်တဲ့သက်သေမဖြစ်နိုင်တဲ့ပေတရုကထလာပြီးတော့တရားဟောတဲ့ခါမှာလူ3000အဲ့ဒီရက်မှာချက်ချင်းပြောင်းလဲတာဖြစ်တယ်ဝိညာဉ်တော်ဘုရားကမိတ်ဆွေမလုံနိုင်တော့ရာမိတ်ဆွေတခါဘူးမြမလုံဘူးတဲ့အရာတွေကိုဝိညာဉ်တော်အားဖြင့်လုပ်ဖို့ရန်အတွက်ဒီနေရာမှာမိတ်ဆွေကိုစိန်ခေါ်ခြင်းပါတယ်အာမင်ဟာလေလုယာမိတ်ဆွေကြောက်တယ်မိတ်ဆွေယေရှုဘုရားအတွက်သက်သေမဖြစ်ရဲဘူးမိတ်ဆွေမလုံရဲတဲ့အရာတွေမိတ်ဆွေဖြစ်နိုင်မယ်လို့မထင်ထားတဲ့အရာတွေအားလုံးဖြစ်စေဖို့ရန်အတွက်ဝိညာဉ်တော်ဘုရားကမိတ်ဆွေကိုမိတ်ဆွေရဲ့အသက်တာမိတ်ဆွေရဲ့လုပ်ငန်းတိုင်းမိတ်ဆွေရဲ့နေရာတိုင်းမှာဝိညာဉ်တော်ဘုရားကိုဖိတ်ခေါ်ပြီးတော့နေရာပေးမယ်ဆိုရင်တို့ဝိညာဉ်တော်ရဲ့တကူအားဖြင့်မိတ်ဆွေကအရာခံသိတတ်နိုင်မှာဖြစ်တယ်တို့ပေတရုဘာမှတော့ပြောင်းလဲမှုမရှိဘူးတို့ပေတရုဘာမှထူးထူးခြားခြားဘာမှသူလုပ်တာမရှိဘူးတိုးတော့ယေရှုဘုရားဆေလွတ်တော်ဝိညာဉ်တော်ကိုသူစောင့်နေခြင်းအားဖြင့်ဝိညာဉ်တော်ဆင်းသက်ကြွလာတဲ့ခါမှာတော့အဲ့ဒီကြောက်တက်လွန်းတဲ့ဘာမှမပြောရဲဘူးလို့ထင်ရတဲ့ပေတရုကထလာပြီးတော့လူတွေအရှိမသက်သေခံတဲ့ခါမှာအောဖွယ်ရလူတွေပြောင်းလဲခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီနေရာမှာမျက်မှောက်တော်ဆိုတာကိုရောဘုရားရဲ့အတူပါရှိခြင်းကျွန်
ကျွန်တော်တို့ငါယုံကြည်သူဖြစ်ပြီးသွားပြီမှန်ပါတယ်သို့တော့နေတိုင်းထိုမျက်မှောက်တော်ထဲမှာရှိနေခြင်းကမိတ်ဆွေကိုတခြားသူနဲ့မတူဘဲနဲ့ထူးသောခြားနာသောအောင်မြင်သောသူတယောက်ဖြစ်စေမှာဖြစ်ပါတယ်ဝိညာဉ်တော်ဖေယားကမိတ်ဆွေမလုံနိုင်တဲ့အရာမိတ်ဆွေမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေမိတ်ဆွေအင်ဝီလီဟောဖို့ရန်အတွက်အချိန်ချင်းကြောက်လန့်နေတဲ့အရာတွေကိုတော်ဘုရားအတွက်သက်သေဖြစ်ဖို့ရန်အတွက်အချိန်ချင်းကြောက်လန့်ခဲ့သောအသက်တာတွေကဝိညာဉ်တော်ဖေယားမိတ်ဆွေရဲ့အသက်တာထဲမှာရောက်လာပြီဆိုရင်ထိုဝိညာဉ်တော်ဖေယားအဖြစ်တကောနမိတ်လက္ခဏာအနာရောဂါငြိမ်းခြင်းထူးခြားတဲ့အရာအလုံးဟာထိုဝိညာဉ်တော်ရောက်လာတဲ့ခါကျမှဒါကြောင့်ပေါလုကယေရှုဖျားမှာခဲ့တယ်လူမျိုးတကာတို့ငါတပည့်ဖြစ်စေပါဆိုတဲ့မဟာစေခိုင်းချက်ကိုသူရပြီးတဲ့အခါမှာတော့သွားမယ်သူဆုံးဖြတ်တယ်ဒါပေမဲ့ဝိညာဉ်တော်ကသူ့ကိုတားတယ်တဏှာဆက်သွားမယ်ပြောတယ်ဝိညာဉ်တော်တားတယ်နောက်ဆုံးညအိတ်တဲ့အခါမှာဗျာဒိတ်ယူပါယုံအဖြစ်ဝိညာဉ်တော်ပေါ်ပြတဲ့အခါမှာမာဂေဒေါနီပြည်ကလူတယောက်ကသူ့ကိုဗျာဒိတ်ယူပါယုံထဲမှာအိမ်မက်ထဲမှာခေါ်တာကြားတိတဲ့ခါကျမှအော်ဝိညာဉ်တော်ဘုရားကအဲ့ဒီကိုစေလွတ်တာပဲသူကောင်းကောင်းနားလဲတယ်မိတ်ဆွေဘယ်ကိုသွားရမလဲမိတ်ဆွေဘာလုပ်ရမလဲမိတ်ဆွေဘယ်လိုဆုံးဖြတ်ရမလဲမိတ်ဆွေဘယ်လိုခြေလန့်ရမလဲဆိုတာမသိတဲ့ချိန်မှာဝိညာဉ်တော်ဘုရားကိုဖိတ်ခေါ်ပါထိုဝိညာဉ်တော်ဘုရားဒီမိတ်ဆွေရဲ့အရာခတ်သိမ်းကိုတာဝန်ယူပြီးတော့မိတ်ဆွေဝိညာဉ်တော်မပါဘဲနဲ့လှုပ်ခဲ့တဲ့ခြောက်ခဲ့တဲ့ခြေလန့်တွေရိုင်နေပြီးတော့မအောင်မြင်ခဲ့တဲ့အရာအလုံးဟာဝိညာဉ်တော်ဘုရားကိုမိတ်ဆွေရတဲ့အချိန်ကစပြီးတော့မိတ်ဆွေဘဝဒီအောင်မြင်တော်သူတယောက်ဖြစ်တကိုးရှိတော်သူအောင်မြင်သောလောကကြီးကိုဦးဆောင်နိုင်သောသူဖြစ်ဝိညာဉ်တော်ဘုရားကမိတ်ဆွေရဲ့ဘဝမှာဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ဒါကြောင့်အရောက်စီတိုင်းထိုမျက်မှောက်တော်တကိုးနဲ့ထိုဝိညာဉ်တော်ကိုရရှိသောသူအသက်တာအားလုံးဖြစ်ဖို့ရန်အတွက်ယေရှုနာမ၌ဆုတောင်းပေးလျက်ကောင်းကြီးပေးပါတယ်။ဘုရားရှင်ကောင်းကြီးပေးပါစေ။